သူဟာအတွင်းထဲမှာပိုက်လိုင်းတွေပါဝင်ပြီး gas တွေစီးဆင်းဖို့အတွက်အထူးပြုလုပ်ထားတဲ့ nozzle ကောင်းတက်ဆင်ထားတဲ့တတုလက်ကင်တစ်ခုကိုတိစောက်ခဲ့ပါတယ်။ဒါတင်မကပဲထိပ်ဖျားမှာမီးပွင့်စနစ်တစ်ခုကိုထည့်သွင်းခဲ့ပြီးသူ့ရဲ့ကြောပိုးလွယ်အိမ်မှာတော့ propane gas အိုးနဲ့အောက်ဆီဂျင်အိုးတို့ကိုတိုင်းကျိုးနဲ့တေချာချီနှောင်ထားခဲ့ပါတယ်။အခုဆိုရင်တော့အဲ့ဒီ gas အိုးတွေစီကနေတတုလက်ကင်စီကိုပိုက်လိုင်း2လိုင်းတွေ့တန်းလိုက်ပြီးလက်ကင်ဘေးကခလုတ်တစ်ခုနဲ့ချိတ်ဆက်ထားတဲ့ကွန်ပျူတာ microchip ပြားတစ်ခုကိုထိန်းချုပ်မှုစနစ်2ခုစလုံးမှာဝါယာကြိုးတွေနဲ့ချိတ်ဆက်ပေးလိုက်တာပါအသုံးပြုသူအနေနဲ့အဲ့ဒီဘေးကခလုတ်ကိုနှိပ်လိုက်တဲ့အခါမှာတော့ခြေပြားကနေ gas အဆိုရှင်တွေကိုဖွင့်ပေးလိုက်ပြီး gas တွေဟာလက်ကင်စီကိုစီးဆင်းသွားမှာပဲဖြစ်ပါတယ်အဲ့ဒီနောက်ထိတ်ကမီးကူးဆက်ကနေ gas တွေကိုမီးရှို့ပေးလိုက်တဲ့အခါဓာတ်သွားပုံတံမီးတောက်အရှိန်ဟုန်ကြီးထွက်ပေါ်လာပြီးဒီမီးတောက်ဟာတိုက်တေနီယမ်သတ္တုတွေကိုတောင်အရေးပျော်သွားစေနိုင်လောက်အောင်ထိအလွန်မင်းပြင်းပြင်းထန်ထန်ပူပြင်းတာပဲဖြစ်ပါတယ်